တိပဋ္ဌာန်တရားဆိုတာဘယ်ပုဂ္ဂိုလ်ကြီးကျင့်ရမှာလဲလို့ဆိုရင်လူတိုင်းပဲကျင့်ရမှာပဲလို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တတိပဋ္ဌာန်သုတ်တွေအင်္ဂုတ္တရနိကေမှာလည်းပဲတတိပဋ္ဌာန်ဝေခဆိုပြီးတော့တတိပဋ္ဌာန်သုတ်တွေရှိတယ်ဒီလူသိများတဲ့တတိပဋ္ဌာန်သုတ်ကြီးကတော့ဒီကနိကေမှာလာတဲ့မဟာတတိပဋ္ဌာန်သုတ်နဲ့မဇ္ဈိမနိကေမှာလာတဲ့မဟာတတိပဋ္ဌာန်သုတ်အဲ့ဒီနှစ်သုတ်ကတော့မဟာတတိပဋ္ဌာန်သုတ်ဆိုပြီးတော့လေ့လာဖတ်ရှုကြရတယ်တပန်တန်ယုတ်တနိကေမှာတတိပဋ္ဌာန်တန်ယုတ်ဆိုပြီးတော့တတိပဋ္ဌာန်ကျောင်းနဲ့ဆက်လျင်းပြီးတော့သုတ်အတူလေးတွေဟောထားတာတွေရှိလေတယ်တတိပဋ္ဌာန်တရားဆိုတာပုရုဇဉ်တွေပဲကျင့်ရမှာလားလို့မဟုတ်သောတပန်သဂရကံဖြစ်ပြီးမှကျင့်ရမှာလားလို့ယုံမတန်တရားဖြစ်เสียရရှိတယ်အချို့စာအုပ်တွေမှာလည်းပဲဒီလိုရေးထားတာရှိတယ်အဲ့ဒါကြောင့်မို့လို့တတိပဋ္ဌာန်ဆိုတာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့သုတ်တန်တွေကိုကျင့်တတိပဋ္ဌာန်ဆိုတာလူတိုင်းကျင့်ရလူတိုင်းကျင့်ရမယ်ဆိုတာဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တတိပဋ္ဌာန်ကျင့်စဉ်ကိုမကျင့်ဘဲနဲ့မဲ့ဖို့နိဗ္ဗာန်ကိုမရဘူးလို့ဆိုလို့တယ်အဲ့ဒါအထောက်ထားမရှိပဲပြောတာမဟုတ်ဘူးပိဋကစာပေကိုသေချာလေးလာကြည့်မယ်ဆိုလို့ရှိရင်အထောက်ထားတွေရှိတယ်ပေါ့တတိပဋ္ဌာန်တန်ယုတ်မှာနာလန္ဒသုတ်ဆိုတာရှိတယ်အဲ့ဒီသုတ်နဲ့အလားတူအဓိပ္ပာယ်မဟာပရိနိဗ္ဗာန်သုတ်မှာလည်းပါတယ်ပေါ့အဲ့ဒီသုတ်ရဲ့အဓိပ္ပာယ်အကျဉ်းချုပ်ပြောရမယ်ဆိုရင်ရှင်သာရိပုတ္တရာမထေရမြတ်ကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်စိတ်ထဲမှာဒီလိုယုံကြည်ချက်ရှိပါသမောရိညာနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားတဲ့တာလွန်တဲ့ပုဂ္ဂိုလ်ဆိုတာအတိတ်ကလည်းမရှိခဲ့ဘူးအနာဂတ်မှာလည်းမရှိဘူးရှိမှမဟုတ်ဘူးအခုပစ္စုပန်မှာလည်းမရှိဘူးလို့ဒီလိုလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားကဘာမိန့်ရှိတော့ဆိုသာရိပုတ္တရာတဲ့မှာအတိတ်အနာဂတ်ဘုရားရှင်တွေရဲ့စိတ်ကိုသိနိုင်တဲ့စေတောပရိယဉာဏ်ရှိလို့ဒီလိုရဲတင်းတဲ့စကားကိုပြောတာလားတဲ့အဲ့လိုစေတောပရိယဉာဏ်နဲ့ဉာဏ်မရှိဘဲနဲ့ဒီလိုပြောလို့မရဘူးပေါ့စေတောပရိယဉာဏ်ရှိပြီးတော့အတိတ်မှာပွင့်ခဲ့တဲ့ဘုရားရှင်တွေရဲ့စိတ်ကိုသိလို့အနာဂတ်မှာပွင့်လက်တံဖြစ်တဲ့ဘုရားရှင်တွေရဲ့စိတ်ကိုသိလို့ဒီလိုကျုံးဝါပြီးတော့ရဲတင်းတဲ့စကားပြောတာလားလို့ဆိုတော့အရှင်ဘုရားတဲ့စေတောပရိယဉာဏ်နဲ့သိနိုင်တဲ့အစွမ်းတတ္တိတပည့်တော်မှာမရှိပါဘူးတဲ့သို့တော်လည်းပဲတပည့်တော်မှာဓမ္မနွားရလို့ခေါ်တဲ့အနုမတ္တဉာဏ်ရှိပါတယ်ကြောင်းကျိုးဆင်ခြင်တတ်တဲ့အသိဉာဏ်ရှိပါတယ်အဲ့ဒီအသိဉာဏ်နဲ့တပည့်တော်မှာရဲရဲဝံ့ဝံ့ဆုံးဖြတ်ပြီးတော့ပြောတာဖြစ်ပါတယ်အဲ့ဒီမှာရှင်သာရိပုတ္တရာမထေရမြတ်ကဥပမာလေးနဲ့လျှောက်တယ်နေကြားဒေသကကင်းမြို့ကလေးတစ်မြို့နေကြားဒေသမှာတစ်ဖက်ရန်သူတွေမလာနိုင်အောင်တကားတစ်ပေါက်ထဲတင်ထားပြီးတော့တတိုင်းလုံးလုံးခြုံခြုံနဲ့တိဆောက်ထားတဲ့ကင်းစခန်းကမြို့လေးတစ်မြို့အဲ့ဒီမြို့လေးမှာအမတန်စဉ်းစားဉာဏ်ရှိပြီးလိမ္မာပတ်နတ်လာတဲ့တကားမှုကြီးတူခန့်ထားတယ်အဲ့ဒီတကားမှုကြီးကမြို့တိုင်းကိုလှက်ပတ်ပြီးတော့စစ်ဆေးလိုက်တာလူဝင်ပေါက်တကားပေါက်ကြီးကလွဲလို့ကြံတဲ့အပေါက်ကလေးတွေဘယ်နေရာမှမရှိဘူးနောက်ဆုံးမှကြောင်လေးတစ်ကောင်ထွက်တာလောက်အောင်တောင်းအပေါက်မတွေ့ဘူးတဲ့တိုင်းဟာအမတန်မှလုံခြုံစိတ်ဆက်တယ်အဲ့ဒါကိုကြည့်ပြီးတော့သူဘယ်လိုဆုံးဖြတ်တုံးဆိုရင်ဒီမြို့ထဲဝင်သမျှပုဂ္ဂိုလ်တွေအားလုံးဟာဟောဒီတကားပေါက်တစ်ပေါက်ထဲကပဲဝင်ကြတာပဲလို့
ဒီလိုဆုံးဖြတ်တယ်လို့ပဲတပည့်တော်မှာကြောင်းကျိုးဆင်ခြင်နိုင်တဲ့အနုမန္တဉာဏ်ရှိပါလေဗျာတဲ့ဘလို့ကြောင်းကျိုးဆင်ခြင်တာတော့ဆိုရင်လောကမှာပွင့်တော်မူတဲ့ဘုရားမှန်သမျှဟာဘုရားတိုင်းဟာစိတ်ရဲ့အညစ်အကြေးဖြစ်တဲ့စိတ်ဓာတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့ပညာကိုအားပြော့သွားစေတတ်တဲ့နိဝရဏတရား၅ပါးကိုဖယ်ရှားရအဲ့ဒါတွေကိုဖယ်ရှားပြီးတော့မှတတိပဋ္ဌာန်အာယုံ၄ပါးပေါ်မှာစိတ်ကိုတည်ဆောက်ပြီးဘုဇင်9ပါးကိုပွားများပြီးတော့မှဖျားဖြစ်ကြတာကြီးပဲတဲ့ဘယ်ဖျားပဲကြည့်ဒီစခန်းဒီလမ်းကပဲအကုန်လုံးသွားကြတယ်။ဟောရှင်သာရိပုတ္တရာလျှောက်တဲ့အထဲမှာသေချာကြည့်မယ်ဆိုလို့ရှိရင်သမာဓိစွမ်းအားနဲ့နိဝရဏတရား၅ပါးကိုဖယ်ရှားရမယ်။ဖယ်ရှားပြီးတဲ့အခါတတိပဋ္ဌာန်၄ပါးပေါ်မှာစိတ်ကိုအခြေစိုက်ပြီးတော့ဝိဇ္ဇင်9ပါးပွားရမယ်။ဓမ္မသာလည်းတရားတို့တရားမြတ်ရနိုင်တယ်လို့ဒီသုတ္တံမှာဒီလိုဟောတာအဲ့ဒါလို့တပည့်တော်မှာအနုမန္တဉာဏ်ရှိပါတယ်လို့ဆိုတော့မြတ်စွာဘုရားကသာဓုခေါ်ပြီးတော့ဒီဆုံးဖြတ်ချက်ကိုတဲ့ဘာဘုရားပေါ်မှာတန်တရားရှိတဲ့ပုဂ္ဂိုလ်တွေတန်တရားကင်းသွားအောင်ပြိဿ၄ပါးမှာမကြဟောပေးပါလို့တိုက်တွန်းတယ်သို့သောအဲ့ဒီစကားနဲ့ပတ်သက်ပြီးတော့အနောက်တိုင်းမှာအင်္ဂလိပ်လိုရေးထားတဲ့ပုဂ္ဂိုလ်ကစာရေးဆရာတူကသူလိုချင်တဲ့အချက်ကလေးကိုဖြတ်ယူပြီးတဲ့အခါကျတော့ရှင်သာရိပုတ္တရာကဘုရားနဲ့တူတဲ့ပုဂ္ဂိုလ်တံဘောဓိဉာဏ်အရာမှာဘုရားနဲ့တူတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမပေါ်ခဲ့ဘူးဆိုတဲ့စကားကိုပြောလို့ရှင်သာရိပုတ္တရာဟာအကျဉ်းအမောင်းခံရတယ်လို့ဒီလိုရေးထားတယ်မမှန်မကန်ရေးထားတာလေအဲ့ဒီလိုရှိတယ်မူရင်းစာပေကိုမသိဘူးဆိုလို့ရှိရင်အဲ့ဒီစာအုပ်ဖတ်လိုက်တာနဲ့တပြိုင်နက်ရှင်သာရိပုတ္တရာဘုရားကအကျဉ်းမောင်းခံရတယ်ဒီစကားပြောမိလို့အကျဉ်းမောင်းခံရတယ်ဆိုတဲ့အဓိပ္ပာယ်မှာအဆုံးသတ်နေတယ်မဟုတ်ဘူးမြတ်စွာဘုရားကရှင်းပြစေခြင်းလို့မေးတဲ့စကားခုနကမင်းမှာစေတောပရိယဉာဏ်ရှိရလားမရှိဘဲနဲ့ဘာဖြစ်လို့မရှိဘူးဆိုရင်ဘယ်လိုလုပ်ပြီးတော့ဒီလိုရဲတင်းတဲ့စကားပြောနိုင်မလဲလို့ဆိုတာအဲ့တော့ရှင်သာရိပုတ္တရာဖြေတယ်ဓမ္မနွားရလို့ဆိုတဲ့အနုမန္တဉာဏ်သူ့မှာရှိပါတယ်ဆိုပြီးရှင်းပြတော့မြတ်စွာဘုရားတာရုခေါ်တာအဲ့ဒီဏိဂုံးဆွဲတာကိုမရေးဘဲနဲ့ရှင်သာရိပုတ္တရာဘုရားကုံကိုအလွန်အကျွံကြီးချီးမွမ်းလို့အကျဉ်းမောင်းခံရတယ်လို့ရေးထားမမှန်မကန်ရေးထားချက်ပဲပေါ့ဒါကြောင့်မို့လို့ဗုဒ္ဓဇင်းလို့ရေးထားတဲ့စာအုပ်တိုင်းကမှန်ကန်တဲ့စာအုပ်တွေမဟုတ်ဘူးသူတို့ထင်မြင်ချက်တွေကိုရေးတာဖြစ်လို့မူရင်းစကားမူရင်းသုတ်တံရှာဖွေပြီးတော့ဖတ်တင်တယ်ပေါ့အဲ့ဒီသုတ်တံကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြည့်ဖျားဖြစ်တဲ့ပုဂ္ဂိုလ်တိုင်းဟာနိဝရဏတရား၅ပါးကိုဖယ်ရှားပြီးတတိပဋ္ဌာန်၄ပါးပေါ်မှာစိတ်ကိုကောင်းစွာတည်ဆောက်ပြီးဘုဇင်9ပါးပွားမှဖျားဖြစ်တယ်ဆိုတော့ဖျားဖြစ်တဲ့လမ်းကြောင်းကလည်းဒီလမ်းကြောင်းပဲအဲ့ဒါနဲ့အလားတူဥဒ္ဒယတုတ်မှလည်းပဲမြတ်စွာဘုရားရှင်အာနန္ဒာကရှင်းပြတဲ့စကားလေးတစ်ခုရှိတယ်လောကကြီးကလွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်တိုင်းဟာတဲ့နိဝရဏတရား၅ပါးကိုဖယ်ရှားပြီးတော့တတိပဋ္ဌာန်တရား၄ပါးပေါ်မှာစိတ်ကိုအခြေစိုက်ကဘုဇင်9ပါးပွားမှပွားပြီးတော့သာလောကကြီးကထွက်မြောက်နိုင်တယ်လွတ်မြောက်နိုင်တယ်လို့ဒီတိုင်းပဲတစ်ထပ်သေးဆိုထားတယ်အဲ့တော့တတိပဋ္ဌာန်တရားအာမထုတ်ဖဲနဲ့မက်ဖို့နိဗ္ဗာန်ရတယ်ဆိုပုဂ္ဂိုလ်မရှိဘူးတချို့ကပြောကောင်းပြောလိမ့်မယ်ဝိသခာ9နှစ်သမီးပြောမြတ်စွာဘုရားတရားဟောလိုက်တဲ့အချိန်9နှစ်အရွယ်လေးနဲ့သောတာပန်ဖြစ်တာဘယ်တတိပဋ္ဌာန်ကျင့်လိုက်ရတော့လို့ထင်ကောင်းထင်လိုက်ဘယ်အချိန်ကျင့်တာတော့ဆိုတရားနာတဲ့အချိန်ကျင့်တာပဲတရားကိုအာယုံစိုက်ပြီးတော့နားထောင်ခြင်းဒီပင်လင်းတဲ့ဒီတရားကိုအာယုံစိုက်ပြီးတော့နားထောင်နေတာဟာ apply လုပ်နေတာ
apply လုပ်နေတာအဲ့ဒီအချိန်ဟာကျင့်နေတဲ့သဘောပဲဘာဖြစ်လို့လဲဆိုတရားကိုအာယုံစိုက်ပြီးတော့ဟောနေတဲ့အချိန်မှာထိုတရားအာယုံကနေပြီးစိတ်ကိုတခြားမရောက်စေပဲလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးအသိဉာဏ်တွေဟာတစ်ဆင့်ပြီးတစ်ဆင့်ရှင်းပြတဲ့စကားနောက်လိုက်ပြီးတော့ဉာဏ်တွေကပွင့်လင်းပြီးတော့သွားလို့သောတပန်ဖြစ်တာပေါ့အဲ့တော့လည်းပဲသူ့စိတ်ဟာတတိပဋ္ဌာန်တရား၄ပါးပေါ်မှာအာယုံစိုက်တဲ့သဘောပဲဒါကြောင့်မို့လို့နိဝရဏတရားတွေကိုမပယ်ရှားပဲတတိပဋ္ဌာန်ပေါ်မှာစိတ်ကိုအခြေမစိုက်ပဲကြည်လင်မြတ်စွာဘုရားကခန္ဓာ၅ပါးကိုရှင်းပြတယ်လို့ဆိုရင်ဓမ္မာနုပဒနာတတိပဋ္ဌာန်ပဲမဟုတ်လားစိတ်အကြောင်းကိုရှင်းပြနေတယ်ဆိုတဲ့နောက်ကိုအာယုံစိုက်ရင်စိတ်ဓာနုပဒနာပဲဖြစ်တာပေါ့ဝေဒနာအကြောင်းကိုရှင်းပြနေအာယုံစိုက်ရင်ဝေဒနာနုပဒနာဖြစ်တာပေါ့အဲ့ဒီထဲမှာအာနာပါနအကြောင်းလို့တခြားအကြောင်းတွေကိုရှင်းပြလိုက်မယ်ကာယနဲ့ပတ္တထာတွေရှင်းပြမယ်ဆိုလို့ရှိရင်ကာယ ानु ပဒနာသတိပဋ္ဌာန်ဖြစ်တာပေါ့အဲ့ဒါကြောင့်မို့လို့ဒီတုတ်တန်တွေမှာရှင်းရှင်းလင်းလင်းဒီလိုဆိုထားတာရှိဒါကြောင့်မို့လို့နိဗ္ဗာန်တကားကြီးကိုဝင်ရောက်ခြင်းတဲ့ပုဂ္ဂိုလ်တိုင်းလောကနိဗ္ဗာန်ရောက်တဲ့လမ်းမပေါ်ရှောက်လန်းခြင်းတဲ့ပုဂ္ဂိုလ်တိုင်းနိဗ္ဗာန်ကိုမျက်မှောက်လို့ပြုလို့တဲ့ပုဂ္ဂိုလ်တိုင်းဟာတတိပဋ္ဌာန်ရှင်းစဉ်ရှောင်လွဲလို့မရဘူးလို့ဒီလိုဆိုလို့ရပေါ့ဒီရှင်းစဉ်နဲ့ပဲသွားရမယ်တချို့စာအုပ်တွေကရေးတယ်တတိပဋ္ဌာန်ဟာဒိဋ္ဌိသတ်တရားလားတဏှာသတ်တရားလားနဲ့မြတ်စွာဘုရားတရားဟာဘယ်တရားပဲဖြစ်ဖြစ်ဒိဋ္ဌိလည်းတတ်တာပဲတဏှာလည်းတတ်တာပဲတတ်တယ်ဆိုတဲ့နေရာမှာအပြည့်အဝအကုန်လုံးဖယ်ရှင်းတာတချို့နေရာမှာတစိတ်တသေးတာပယ်တာလဲပယ်တာပဲအပြည့်အဝပယ်တာလဲပယ်တာပဲဆိုပါစို့သောတပန်ပုဂ္ဂိုလ်ဟာဒိဋ္ဌိနဲ့ဝိသိကိစ္စကိုသာလုံးဝအပြည့်အဖယ်ရှားတာဒိဋ္ဌိနဲ့ဝိသိကိစ္စကိုသာဖယ်တာလားဆိုမဟုတ်ဘူးသောတပန်ပုဂ္ဂိုလ်ကတဏှာကိုလည်းဖယ်ရှားတယ်ဒေါသကိုလည်းဖယ်ရှားတယ်မောဟကိုလည်းဖယ်ရှားတယ်သို့သောတဏှာဒေါသတို့မောဟတို့ဆိုတာဖယ်ရှားတဲ့အခါကျတော့အပယ်ကိုချနိုင်တဲ့စွမ်းအားရှိတဲ့တဏှာအပယ်ကိုချနိုင်လောက်အောင်ပြင်းထန်တဲ့ဒေါသအပယ်ကိုချနိုင်လောက်အောင်ဆွတ်ဆောင်နိုင်တဲ့မောဟကိုသာဖယ်တာမောဟတော့ကြံသေးတာပေါ့ဘယ်တရားပဲဖြစ်ဖြစ်မြတ်စွာဘုရားတရားမှန်တယ်များကိလေသာပယ်တာကြီးပဲမပယ်တဲ့တရားမရှိဘူးဒါကြောင့်မလို့ဒီလိုမမှန်မကန်ကိုယ့်ရဲ့အာဘော်တွေနဲ့ရေးထားတဲ့စာအုပ်မျိုးကတော့မဖတ်သင့်ဘူးပေါ့ဖတ်မယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဇဝေဇဝါဖြစ်ပြီးအမှန်တရားကနေဝေးသွားနိုင်တယ်တဲ့အခုကြည့်လေဘုရားအဆူဆူကျွတ်တော်မူတာဟာလည်းပဲနိဝရဏတရား၅ပါးဖယ်ရှားလို့တတိပဋ္ဌာန်၄ပါးပေါ်မှာစိတ်ကိုအခြေဆိုင်လို့ဝိဇ္ဇင်9ပါးပွားပြီးတော့မှအသိဉာဏ်ဓုတွေကိုရကြတာတဲ့အဲ့ဒါပါဠိတော်ပါဠိမှာဘယ်လိုဆိုတော့ဆိုပင်စနိဝရဏိပဟာယစေတသောဥပက္ခိလေတိပညာယဒုပ္ပလီကရဏိဆိုလိုတဲ့အဓိပ္ပာယ်ကစေတသောဥပက္ခိလေတိစိတ်ရဲ့အညစ်အကြေးများဖြစ်နေတဲ့ပညာယဒုပ္ပလီကရဏိပညာတွေကိုအပြော့သွားအောင်ပြုနိုင်တဲ့ပင်စနိဝရဏိပဟာယနိဝရဏတရား၅ပါးကိုဖယ်ရှားရမယ်ဖယ်ရှားပြီးတော့စတုတုတတိပဋ္ဌာနေတုသုပ္ပဋိဋ္ဌိတာစိတ်တာတတိပဋ္ဌာန်တရား၄ပါးပေါ်မှာကြံ့ကြံ့ခိုင်ခိုင်ယက်တည်တဲ့စိတ်ရှိပြီးတဲ့အခါမှာတတ္တဘုဇင်9ပါးတို့ကိုယထာဘူတံဘာဝိတဝမှန်မှန်ကန်ကန်ပွားစေပြီးတော့အနုတ္တရံအဘိတံဘောဓိအဘိတံဘုဇိန်တုထူးခြားတဲ့အဘိတံဘောဓိဉာဏ်ကြီးကိုထိုးထွင်းပြီးတော့သိတော်မူကြတယ်လို့ဟောဘုရားဖြစ်အောင်ကျင့်တာလဲဒီတရားပဲပေါ့တမန်ပုဂ္ဂိုလ်တွေကျင့်ရတာလဲဒီတရားပဲအဲ့ဒါကြောင့်မို့လို့တတိပဋ္ဌာန်နဲ့ပတ်သက်လာလို့ရှိရင်ဘယ်သူတွေကျင့်ရမှာတော့ဆိုအားလုံးပဲကျင့်ရမှာပဲလူတိုင်းကျင့်ရမယ်တရားဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီတဲ့ထင်ရှားတဲ့သုတ်တန်တစ်ခုပြောင်းရှင်သာရိပုတ္တရာတို့နဲ့ရှင်သာရိပုတ္တရာနဲ့
ရှင်အနုရုဒ္ဓတို့ရဲ့မေးဖြေခံကလေးတရားဆွေးနွေးခံလေးမှာရှင်သာရိပုတ္တရာကမေးတယ်ရှင်အနုရုဒ္ဓကဖြေတယ်တတိပဌာန်နဲ့စတဲ့မေခွန်းအဖြေလွှာလေးကိုရှင်အနုရုဒ္ဓကပေးတယ်ရှင်သာရိပုတ္တရာမေးတာကငါရှင်အနုရုဒ္ဓသေခနဲ့သေခပုဂ္ဂိုလ်ပေါ့သေခနဲ့ပြောကြတယ်ဘယ်လိုအတိုင်းတာနဲ့မှသေခပုဂ္ဂိုလ်ဖြစ်နိုင်တယ်လဲအဲ့တော့နားလည်ရမှာသေခပုဂ္ဂိုလ်ဆိုတာကျင့်စေပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်ကိုခေါ်တာတော့ဆိုရင်သောတာပန်တဂရဂံအနာဂံအဲ့ဒီပုဂ္ဂိုလ်သုံးခုကိုသေခပုဂ္ဂိုလ်လို့ခေါ်တယ်ယဟန္တာကြတော့အသေခပုဂ္ဂိုလ်ကိုကျင့်ပြီးအပြီးအဆုံးရောက်ပါပြီလို့ဒီလိုပြောတာအဲ့တော့ရှင်သာရိပုတ္တရာရဲ့အမေသေခပုဂ္ဂိုလ်ဆိုတာဘယ်အတိုင်းတာနဲ့မှခေါ်နိုင်တာတုံးလို့ဆိုတော့ရှင်နုရုဒ္ဓဖြေတယ်တတိပဌာန်တရား၄ပါးကိုတစိတ်တဒေသလောက်ပွားပြီးလို့သူ့ကိုသေခပုဂ္ဂိုလ်လို့ခေါ်တာပါတဲ့ဟောတတိပဌာန်တရားကိုပွားပြီးတာသူတစိတ်တဒေသပွားပြီးပြီစုံမပွားနိုင်သေးဘူးဒါကြောင့်မို့သူပွားတာကသောတာပန်ဖြစ်ယုံတဂရဂံဖြစ်ယုံအနာဂံဖြစ်ယုံပဲပွားသေးတယ်ဒါကြောင့်မို့သောတာပန်တဂရဂံအနာဂံပဲဖြစ်သေးတယ်လို့ဒီလိုဆိုလို့အဲ့ဒီတတိပဋ္ဌာန်၄ပါးကိုပြည့်စုံပွားလိုက်လို့ရှိရင်အတိခပုဂ္ဂိုလ်လို့ခေါ်ပါတယ်လို့အတိခပုဂ္ဂိုလ်ဆိုတာပဲတိုင်းတာနဲ့မှခေါ်တော့ဆိုတတိပဋ္ဌာန်တရား၄ပါးကိုပြည့်စုံပွားလိုက်ရင်အတိခပုဂ္ဂိုလ်ခေါ်ပါတယ်လို့ဆိုယဟန္တာဖြစ်ဖို့လည်းပဲတတိပဋ္ဌာန်ပွားရတာပဲသောတာပန်ဖြစ်ဖို့လည်းတတိပဋ္ဌာန်ပွားရတာတချို့ဟာယူဆတယ်တတိပဋ္ဌာန်တရားဆိုတာပုရုဇဉ်တွေမပွားရဘူးတက္ကရာဒိဋ္ဌိပြုတ်ပြီးသားပုဂ္ဂိုလ်မှပွားရတယ်လို့ရေးတဲ့စာအုပ်ကရေးသေးတယ်နော်အဲ့လိုစာအုပ်မျိုးတွေတော့မဖတ်ထိုက်ဘူးပေါ့ဖတ်လိုက်လို့ရှိရင်ကိုယ်ခေါင်းထဲမှာအမှိုက်တရိုက်တွေထည့်လိုက်တယ်လို့ဖြစ်သွားမှာတော့ကြတော့ခေါင်းထဲမှာအမှိုက်ပုံကြီးဖြစ်နေရှုပ်ထွေးမှုတွေတခါတလေဖြစ်တတ်တယ်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားမူရင်းတရားကိုပဲသိဖို့လိုတယ်ကိုယ်အတွေးတွေကိုယ်ယူဆချက်တွေနဲ့ရောပြီးတော့ရေးထားတဲ့စာအုပ်မျိုးကတော့ဘယ်စာအုပ်မှမဖတ်သင့်ဘူးအဲ့ဒီလိုဖတ်လို့ရှိရင်မှားရွေးနေဖြစ်သွားနိုင်တယ်ပေါ့ကဲနောက်တစ်ခုဒီတဲ့သေချာတဲ့ဟာတစ်ခုပြောတချို့စာအုပ်မှာရေးတယ်ဒီဟာကဒိဋ္ဌိသက်တရားမဟုတ်ဘူးလို့တဏှာသက်တရားမဟုတ်ဘူးလို့တတိပဌာန်တရားဟာတဏှာသက်တရားသာဖြစ်တယ်ဒိဋ္ဌိသက်တရားမဟုတ်ဘူးလို့ဒီလိုဟောတာတွေရှိသေးတယ်ဒါသူ့အယူဆတသက်ပဲသူ့အယူဆတသက်ပဲဒီတဲ့သေချာတဲ့သုတ်တန်တစ်ခုကတတိပဌာန်တန်ရုပ်မှာပဲလာတယ်ပါဠဆိုတဲ့သုတ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကပါဠဆိုတဲ့ပုံနာရွာမှာနေတဲ့အချိန်မှာဟောခဲ့တဲ့တရားလေးတစ်ခုပဲအဲ့တော့တတိပဌာန်တရားကိုဘယ်သူတွေပွားတာတုံးလို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားကစချီလိုက်တာသာသနာပေါင်းဝင်လာတဲ့ပုဂ္ဂိုလ်တိုင်းကိုတတိပဌာန်တရားပွားများဖို့တိုက်တွန်းပေးရမယ်တဲ့ဒါနံပါတ်1နော်သာသနာပေါင်းဝင်လာကစရှင်ငယ်ယဟန်ငယ်တွေကိုတတိပဌာန်တရားပွားအောင်တိုက်တွန်းနှိုးဆော်ပြီးတော့ပေးရမယ်အဲ့ဒီရှင်ငယ်ယဟန်ငယ်တွေကတတိပဌာန်တရားကိုပွားရဘယ်လိုရည်ရွယ်ချက်နဲ့ပွားရတာတုံးလို့ဆိုလို့ရှိရင်တတိပဌာန်ရဲ့အာယုံဆိုတာကာယဝေဒနာစိတ်ဓမ္မ၄မျိုးအာယုံပေးထားတယ်ကာယရဲ့သဘာဝဝေဒနာရဲ့သဘာဝစိတ်ရဲ့သဘာဝဓမ္မရဲ့သဘာဝတွေကိုမှန်မှန်ကန်ကန်သိဖို့အတွက်တတိပဌာန်တရားပွားပါတဲ့ဒါရည်ရွယ်ချက်ကဒါပုရုဇဉ်ကိုပွားခိုင်းနေတာဒါဖြင့်ပုရုဇဉ်ဘဝလွန်မြောက်သွားလို့သိက္ခာပုဂ္ဂိုလ်ဖြစ်သွားပြီသောတာပန်ဖြစ်သွားပြီတဂရဂံဖြစ်သွားပြီအနာဂံဖြစ်သွားပြီဆိုရင်ရောမပွားရဘူးလားလို့ဆိုပွားရမယ်တဲ့အဲ့ဒီပုဂ္ဂိုလ်လေအဲ့ဒီမှာဒုတိယအနေနဲ့မြတ်စွာဘုရားသေခာအပ္ပတ္တမာနတာအနုတ္တရံယောဂခေမံပတ္ထယမာနဝေရံတိယန္တော်တွေထဲမှာတချို့ပုဂ္ဂိုလ်တွေကသောတာပန်ဖြစ်သွားတယ်တချို့ကတဂရဂံအဆင့်ရောက်နေတယ်တချို့ကအနာဂံဖြစ်နေတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေဟာလည်းပဲပွားရမှာဘာပွားရမှာလဲတတိပဌာန်တရားပဲပွားရမယ်
တတိပဋ္ဌာန်ကိုပဲကျင့်ရမယ်ဘာအတွက်ကျင့်တာတုံးဆိုတော့ကာယဝေဒနာစိတ်ဓမ္မတရားတွေကိုပိုင်းပိုင်းခြားခြားသိအောင်ကျင့်ရမယ်ခုနတုန်းကစကားနဲ့မတူဘူးခုနကကာယဝေဒနာစိတ်ဓမ္မတို့ကိုယထာဘူတသိအောင်ကျင့်ရမယ်အခုကပိုင်းပိုင်းခြားခြားသိအောင်ကျင့်ရမယ်လို့မပိုင်းခြားနိုင်နေဘူးအကုန်လုံးမသိသေးဘူးတစ်စိတ်တစ်စိတ်သာသိသေးတယ်ဟောဒီအိဗယ်ကိုပြောဒါဖြင့်ယ ahanan ပုဂ္ဂိုလ်ကြတော့ရောဆိုယ ahanan ပုဂ္ဂိုလ်လည်းပဲတဲ့ယ ahanan ပုဂ္ဂိုလ်ကိုတရုပ်ဖော်ထားတာဘယ်လိုဖော်လဲအရဟံတောခိနာတဝအာတော်တရားတွေကုံသွားပြီဝုတိတဝန္တောမက္ခဗျမစရိယလို့ဆိုတဲ့အကျင့်ကြီးကိုကျင့်သုံးပြီးနေပြီကတကရဏီယလှုပ်ရှားတွေအလုံးလှုပ်ပြီးပြီဩဟိတဘာသာကိလေသာဝန်ဆိုတဲ့ဝန်တုပ်ဝန်ဘိုးကြီးအဲ့ဒီဝန်တုပ်ဝန်ဘိုးကြီးကိုလည်းပဲချပြီးသွားပြီအနုပ္ပတ္တသရထတကယ်မိမိအကျိုးလို့ပြောရမယ်အရတ္တဖို့တို့လည်းရောက်ရှိပြီးပြီပရိခိဏဘဝတန်ရောစနာဘဝနဲ့ပတ်သက်တဲ့အတွေ့အတာတွေအလုံးလည်းကုန်သွားပြီသမ္မဒိညာဝိမု ക്ത မှန်မှန်ကန်ကန်သိပြီးတော့စိတ်ကလေးဟာလုံးဝလွတ်မြောက်သွားပြီအဲ့ဒီလိုယဟန္တာပုဂ္ဂိုလ်မျိုးရောဘာကျင့်ရမှာလဲဆိုတတိပဋ္ဌာန်ပဲကျင့်ပါတဲ့ဟောသာသနာ့ဘောင်ဝိလာကစားပုဂ္ဂိုလ်လည်းတတိပဋ္ဌာန်ကျင့်တေခပုဂ္ဂိုလ်လည်းတတိပဋ္ဌာန်ကျင့်ယဟန္တာပုဂ္ဂိုလ်ဖြစ်ပြီးရင်လည်းတတိပဋ္ဌာန်ပဲကျင့်ရမယ်တဲ့ဒီလိုဆိုအဲ့တော့ယဟန္တာပုဂ္ဂိုလ်တွေကြတော့ဘာအတွက်ကျင့်တာတုံးလို့ဆိုတဲ့အခါမှာကာယဝေဒနာစိတ်ဓမ္မဆိုတာတွေနဲ့ပေါင်းစပ်နေမှုမရှိအောင်ဆိုလိုတာကတတိပဋ္ဌာန်ကိုအာယုပြုပြီးတော့ဝိပဿနာနဲ့နိဗ္ဗာန်ကိုအာယုပြုလို့ရအောင်ကျင့်ခိုင်းတာဒါနော်ယ ahanan ပုဂ္ဂိုလ်ဟာလည်းပဲဝိပဿနာရှုပြီးတော့မှဖလားတဘာဘဆိုတာဝင်စားလို့ရတာဟုတ်နိဗ္ဗာန်နဲ့တွေ့ကျင်လို့ရှိရင်ဒီလမ်းကပဲပြန်လျှောက်ရတယ်ဆိုပါစို့ယ ahanan ဖြစ်သွားပြီယ ahanan ဖြစ်သွားလို့ရှိရင်ယ ahanan ဖြစ်သွားတဲ့ပုဂ္ဂိုလ်ဟာအမြဲတမ်းနိဗ္ဗာန်ကြီးကိုမြင်နေတာမဟုတ်ဘူးတာမန်ကိစ္စတွေဆောင်ရွက်နေတဲ့အခါမှာတာမန်အတွေ့အကြုံတွေပဲမြင်နေမှာဘာထူးလို့ဆိုရင်မြင်တဲ့အခါမှာလောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးတတိရှိတယ်အတိညာရှိတယ်ကြားတဲ့အခါမှာလောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးအတိရှိတယ်တတိရှိတယ်အတိညာရှိတယ်ဒီလိုအခြေအနေပဲရှိတယ်ပုရိသေပုဂ္ဂိုလ်တွေကြတော့မြင်တဲ့အာယုံပေါ်မှာကြည့်ပြီးတော့လောဘလည်းဖြစ်တယ်ဒေါသလည်းဖြစ်တယ်မောဟတွေလည်းဖြစ်တယ်ကွဲပြားခြားနားမှုကဒါအရိယပုဂ္ဂိုလ်တွေလည်းမျက်စိရှိတာပဲနားရှိတာပဲယ ahanan ပုဂ္ဂိုလ်တွေမှာမျက်စိရှိတယ်နားရှိတယ်မျက်စိရှိတော့မြင်စရာကိုမြင်မယ်နားရှိတော့ကြားစရာတွေကိုကြားမယ်အဲ့တော့ကြားတဲ့အခါမှာနှစ်သက်စရာအာယုံကိုကြားလို့ရှိရင်ပုရုဇဉ်တွေမှာလောဘဖြစ်တယ်ယ ahanan တွေမှာကျတော့လောဘမဖြစ်တော့ဘူးမနှစ်သက်စရာအာယုံမှာလည်းပဲပုရုဇဉ်တွေမှာဒေါသဖြစ်ပေမဲ့ယ ahanan တွေမှာဒေါသမဖြစ်ဘူးမသိတဲ့မောဟဆိုတာလည်းယ ahanan ပုဂ္ဂိုလ်တွေမှာမဖြစ်ဘူးတဲ့တတိတံပစညာရှိနေတယ်ပေါ့အဲ့တော့ဒီအာယုန်တွေနဲ့လွတ်သွားအောင်ကာယဝေဒနာစိတ်ဓမ္မဆိုတဲ့အာယုန်တွေနဲ့လွတ်သွားအောင်ဘာလုပ်ရမလဲဆိုတတိပဋ္ဌာန်ပေါ်အခြေစိုက်ပြီးဝိပဿနာဉာဏ်နဲ့အစဉ်စဉ်တက်သွားပြီးဖို့စိတ်တုပ္ပဖြစ်လာပြီဆိုတဲ့အခါကျတော့မှဒီကာယဝေဒနာစိတ်ဓမ္မဆိုတဲ့အာယုန်တွေနဲ့လွတ်ပြီးတော့နိဗ္ဗာန်နဲ့နေနိုင်တာဟောအဲ့ဒါကိုပြောတာကာယေနဝိတံယုတ်တာဝေဒနာယဝိတံယုတ်တာကာယနဲ့ရှင်တွဲပြီးတော့မနေအောင်ကာယဆိုတဲ့အာယုန်နဲ့တွဲဆက်ပြီးတော့မနေအောင်ကွဲကွာသွားအောင်ဝေဒနာဆိုတဲ့အာယုန်နဲ့တွဲပြီးတော့မနေအောင်စိတ်ဓာတ်ဆိုတဲ့အာယုန်နဲ့တွဲပြီးတော့မနေအောင်ဓမ္မဆိုတဲ့အာယုန်နဲ့တွဲပြီးတော့မနေအောင်နိဗ္ဗာန်နဲ့သာရှင်တွဲလို့နေအောင်ဆိုပြီးဒီကျင့်မဲ့တတိပဋ္ဌာန်အကျင့်ကပဲဝိပဿနာဉာဏ်ကိုဖြစ်စေပြီးတော့ဖလားသမဘာဝင်စားရမယ်လို့ဒီလိုပြောတာနော်အဲ့တော့နိဗ္ဗာန်ကိုအာယုံပြုနေဖို့ရာအတွက်တတိပဋ္ဌာန်ပဲကျင့်ပါလို့ဟောဒီသာလသုတ်တံမှာဒီလိုဟောတာဒါကြောင့်မို့လို့တတိပဋ္ဌာန်ဆိုတာဘယ်သူတွေကျင့်ရမှာလဲ
ဆိုရင်လူတိုင်းကျင့်ရမှာတဲ့လူတိုင်းကျင့်ရအလုံးကျင့်ရမယ်တရားအင်္ဂုတ္တရနိကေမှာဒီတတိပဌာန်နဲ့ပတ်သက်ပြီးတော့တတိပဌာန်ဝက်ဆိုပြီးတော့ဟောထားတာရှိသေးတယ်ဟောထားတာရှိသေးတယ်သုတ်ပေါင်း30ရှိတယ်အဲ့ဒီမှာတတိပဌာန်ကဘာအတွက်ကျင့်ရတာတုံးဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကရှင်းလင်းပြီးတော့ဟောထားတယ်တိက္ခာဒုပ္ပလယလို့ခေါ်တယ်ကိုကျင့်တရားနဲ့ပတ်သက်ပြီးတော့အာပြော့သွားစေတတ်တဲ့ဘာဝသီလပြစ်မှုတွေပေါ့ဆိုပါစို့အာနာတိပါဒအာရိဏဒါနကာမိတုမိစ္ဆာစာရမုဒ္ဒဝါဒသူရမေရယဆိုတယ်အဲ့ဒီကံ၅ပါးအဲ့ဒီကံ၅ပါးကျွလွန်ဖောက်ဖျက်မှုတွေကံ၅ပါးကျွလွန်မှုတွေအဲ့ဒါတွေမိမိတဏ္ဍာမှာမဖြစ်အောင်ဒါတွေဖယ်ရှားနိုင်အောင်ဘာလုပ်ရမလဲလို့မေခွန်းမေးတဲ့အခါမြတ်စွာဘုရားကအဲ့ဒီသိက္ခာဒုပ္ပလယလို့ဆိုတဲ့ငါးပါးသီလပြစ်မှုတွေကိုဖယ်ရှားပြစ်ဖို့ရအတွက်တတိပဋ္ဌာန်၄ပါးပဲပွားပါလို့ဒီလိုပဲဟောတယ်တတိပဋ္ဌာန်ပွားရမယ်ဆိုတာငါးပါးသီလလုံခြုံဖို့လည်းပဲတတိပဋ္ဌာန်ပွားလို့ပြောတာအကျဉ်းမဲ့ငါးပါးသီလနော်ငါးပါးသီလကိုဖောက်ဖျက်လို့ဖြစ်ပေါ်လာမဲ့အကုသိုလ်တရားတွေဖယ်ရှားပြစ်နိုင်မှုရအတွက်ဟောတတိပဋ္ဌာန်တရားကိုပဲပွားပါဟောနောက်တစ်ခုကနိဝရဏတရား၅ပါးတဲ့နိဝရဏတရား၅ပါးဆိုတာအလုံးသိတဲ့အတိုင်းကာမိသန္တနှစ်သက်စရာအာယုန်ဒီပေါ်မှာနှစ်သက်တွေ့တာတတ်တဲ့တဏှာသန္တဗျာပါဒထိုအာယုန်တွေနဲ့ဆန့်ကျင်တဲ့စိတ်မုန်းတီးတဲ့စိတ်ထိနာမိတ်ကောင်းတဲ့အပေါ်မှာဆုံးနစ်ပြီးတော့တွန်းဆုံသွားတဲ့စိတ်ဥဒိစ္စပုဂ္ဂိုလ်စိတ်ရဲ့မငြိမ်းချမ်းမှုပူလောင်မှုဝိသိကိစ္စဘုရားတရားတန်ခါကျင့်စဉ်တွေပေါ်မှာတန်တရားဖြစ်နေမှုဆိုတဲ့စိတ်ရဲ့အညစ်အကြေးတွေပညာကိုအားပြော့သွားစေတတ်တဲ့နိဝရဏတရား၅ပါးလူတွေတဏ္ဍာမှာဖြစ်တတ်တယ်ပေါ့အဲ့ဒီနိဝရဏတရား၅ပါးကိုဖယ်ရှားပစ်ခြင်းလင်းဘာလို့ တတိပဋ္ဌာန်ပဲကျင့်ပါလို့ဒီသုတ်တန်လေးမှာဒီတိုင်းပဲဟောတာနော်အဲ့တော့တတိပဋ္ဌာန်ဟာတဏှာသလားဒိဋ္ဌိသလားလို့မေးနေစရာမလိုအကုသိုလ်မှန်သမျှအကုန်ပယ်ထားကြည့်ပဲအကျွမ်းမဲ့ပယ်တာအကျွမ်းမဲ့မပယ်တာတော့ရှိတာပေါ့သူ့အဆင့်လိုက်ဟာကြည့်ကာမိသန္တာဆိုတာလောဘပဲဗျာပါဒဆိုတာဒေါသထိနာမိတ်တာထိနာနဲ့မိတ်တာဥဒိစ္စကိုကုသဝိသိကိစ္စဒီအကုသိုလ်တရားတွေဖယ်ရှားဖို့ရအတွက်လည်းပဲတတိပဋ္ဌာန်တရားကိုကျင့်ပါလို့ဒီလိုပြောတယ်အဲ့ဒါကြောင့်မို့စာပေနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားအာဘောမဟုတ်တာတွေဟာဖတ်မိသွားလို့ရှိရင်ဘုရားအာဘောမဟုတ်ဘဲနဲ့ဒါတွေဖတ်လို့ရှိရင်ကိုယ်ခေါင်းထဲမှာအမိုက်တရိုက်တွေရောက်သွားတာနဲ့တူတူပဲအဲ့တော့ဘုရားတရားတော်ဟာဘုရားအာဘောမိဖို့လိုတယ် interpretation problem ဆိုတာဒီဘုရားတရားတော်ကိုလေ့လာတာတောင်မှပဲ interpretation problem ဆိုတာရှိသေးတယ်ဘာသာပြန်ဆိုမှုအဓိပ္ပာယ်ကောက်ယူမှုလွဲမှားတာတွေအများကြီးရှိသေးတယ်နော်အခုကအဓိပ္ပာယ်ကောက်မှားစရာကိုမလိုဘူးမြတ်စွာဘုရားကတိုက်ရိုက်ကြီးတွေဟောထားတာအဲ့လိုတိုက်ရိုက်ဟောထားတာတော့ရှင်းတာပဲရှိမလဲပေါ့ဘုရားကိုယ်တိုင်ကိုကပဲကြည့်နိဝရဏတရား၅ပါးကိုဖယ်ရှားဖို့ရန်အတွက်တတိပဋ္ဌာန်တရား၄ပါးကိုပွားပါတဲ့ဟောရှင်းရှင်းလေးပဲနိဝရဏတရား၅ပါးဖယ်ရှားဖို့ဆိုတာနိဝရဏတရားတွေထဲမှာဘာတွေပါတော့တဏှာပါတယ်ဒေါသပါတယ်ထိနာမိတ်တာပါတယ်ဥဒိစ္စကုဝ္ဝဆပါတယ်ဝိသိကိစ္စပါတယ်ဟောနောက်တစ်ခုကကာမဂုဏ်၅ပါးတွေပေါ်မှာမမောတဲ့တဏှာရာကကာမဂုဏ်လို့ဆိုတာကာမဆိုတာနှစ်သက်เสียအာယုန်တွေကိုကာမလို့ခေါ်တယ်နှစ်သက်เสียအာယုန်တွေဆိုတာမျက်စိကမြင်တဲ့အာယုန်ကနှစ်သက်เสียကောင်းတဲ့မျက်စိကမြင်ရတဲ့အာယုန်နှစ်သက်เสียကောင်းတဲ့နားကကြားရတဲ့အသံအာယုန်နှစ်သက်เสียကောင်းတဲ့နှာခေါင်းကလမ်းရှူရတဲ့အနံ့အာယုန်နှစ်သက်เสียကောင်းတဲ့လျှာနဲ့လျှဲရတဲ့အရသာအာယုန်နှစ်သက်เสียကောင်းတဲ့
ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ဖုဒ္ဓဘာအာယုအဲ့ဒီအာယုတွေဟာစိတ်ကိုနှောင်ဖွဲ့ထားတတ်သောကြောင့်ဂုဏနှစ်သက်စရာလိုချင်စရာကောင်းသောကြောင့်ကာမအဲ့ဒီစကားနှစ်ရပ်ပေါင်းစပ်ပြီးတော့ကာမဂုဏကာမဂုဏ်လို့ခေါ်တာအဓိပ္ပာယ်ကဒီဂုဏ်ဆိုတာကဂုဏ်ရှိတယ်ဆိုတဲ့စကားနဲ့ဂုဏ်နဲ့မတူဘူးနော်ဗမာတွေမှာအဲ့ဒီစကားလုံးကိုရောသွားတတ်တယ်ဂုဏ်တရေရှိတယ်ဆိုတဲ့ဂုဏ်ကတစ်မျိုးအညီချင်းတွေကိုပြောတာကာမဂုဏ်ဆိုတာကဂုဏ်ရှိတာကိုပြောတာမဟုတ်ဘူးကာမဆိုတာနှစ်သက်စရာကောင်းတဲ့အာယုဂုဏဆိုတာစိတ်ကိုနှောင်ဖွဲ့ထားတတ်တယ်လို့ဒီလိုအဓိပ္ပာယ်ပြောတာဟုတ်တယ်လေစိတ်ကိုနှောင်ဖွဲ့ထားလို့လူတိုင်းဟာယုံမှမထွက်နိုင်တာဟိုစိတ်ကလေးကဒါကြောင့်အဲ့ဒီကာမဂုဏ်အာယုန်တွေကနေယုံထွက်ဖို့ကာမဂုဏ်အာယုန်တွေကနေဖယ်ရှားနိုင်ဖို့ဆိုလို့ရှိရင်လည်းဘာလို့တတိပဋ္ဌာန်ပဲပွားပါတဲ့ဟောဒါတွေကိုဖယ်ရှားဖို့တတိပဋ္ဌာန်ကိုပွားပါဒီနောက်တစ်ခုတစ်ခါမြတ်စွာဘုရားဟောတယ်ဩရမကိယတန်ရောစဉ်၅ပါးကိုဖယ်ရှားခြင်းလည်းတတိပဋ္ဌာန်ပဲပွားပါတဲ့ဩရမကိယတန်ရောစဉ်ဆိုတော့ကာမဘုံ၌ကာမအာယုန်တွေနဲ့ဆက်ဆက်ပြီးတော့ကာမဘုံမှာဖြစ်စေနိုင်တဲ့တန်ရောစဉ်တွေကိုဩရမကိယတန်ရောစဉ်လို့ခေါ်တယ်အဲ့ဒီဩရမကိယတန်ရောစဉ်ဆိုတာဘာလို့ဆိုသက္ကာယဒိဋ္ဌိဝိသိကိစ္စသီလဝတ္တပရမာသကာမရာဂဖြာပါတာအဲ့ဒီ၅မျိုးကိုပြောတာသက္ကာယဒိဋ္ဌိဆိုတာခန္ဓာ၅ပါးနဲ့ပတ်သက်တဲ့မှားယွင်းတဲ့အမြင်ပေါ့ခန္ဓာ၅ပါးတဲ့ကတစ်ခုခုအတ္တသို့မဟုတ်အတ္တရဲ့ property ဖြစ်မြင်တယ်ခန္ဓာ၅ပါးတဲ့ကတစ်ခုခုအတ္တသို့မဟုတ်အတ္တရဲ့ပစ္စည်းအတ္တပိုင်ဆိုင်တဲ့အရာဒီလိုမြင်တယ်ပေါ့အဲ့ဒီလိုမှားယွင်းတဲ့အမြင်ကိုသက္ကာယဒိဋ္ဌိလို့ခေါ်တာသက္ကာယဆိုတာတကယ်ရှိတဲ့ခန္ဓာ၅ပါးဒိဋ္ဌိဆိုတာမရှိတဲ့ထင်မြင်ယူဆချက်ကြီးမှားယွင်းတဲ့ထင်မြင်ယူဆချက်ရှိတာကခန္ဓာ၅ပါးမရှိတာကအတ္တနဲ့အတ္တနိယမရှိဘူးရှိတဲ့ခန္ဓာ၅ပါးပေါ်မှာမရှိတာနဲ့တွေးထင်ပြီးတော့မှားယွင်းနေတဲ့အယူဆတရားကိုသက္ကာယဒိဋ္ဌိလို့ခေါ်တာနော်အဲ့ဒီသက္ကာယဒိဋ္ဌိဟာဒါဒိဋ္ဌိပဲပေါ့အဲ့ဒီကြည့်တတိပဋ္ဌာန်တရားဟာဒိဋ္ဌိသတရားမဟုတ်ဘူးလို့ပြောရင်ဟောကြည့်မြတ်စွာဘုရားဩရမကိယတန်ရောစဉ်၅ပါးကိုပယ်ခြင်းတတိပဋ္ဌာန်ပွားလို့ဆိုတော့သက္ကာဒိဋ္ဌိဟာဒိဋ္ဌိမဟုတ်ဘူးလားဒိဋ္ဌိဟုတ်နေသည့်အတွက်ကြောင့်ဒိဋ္ဌိကိုပယ်တတ်ဖို့ရအတွက်လည်းတတိပဋ္ဌာန်ပဲရှင်းခိုင်းတာပဲလေအဲ့ဒါကိုဒိဋ္ဌိသတရားမဟုတ်ဘူးလို့ဒီလိုပြောလို့ရှိရင်ဒါဘုရားစကားကိုပယ်ရရောက်တာပေါ့ဘုရားဟောထားတဲ့တရားတိုက်ရရှိတာပဲနောက်သက္ကာဒိဋ္ဌိဝိသိကိစ္စဝိသိကိစ္စကိုဖယ်ရှားခြင်းလည်းတတိပဋ္ဌာန်ကိုပဲပွားရဘုရားတရားတန်ခါအကျင့်သိက္ခာပฏิပဒါနဲ့ပတ်သက်ပြီးတော့တန်တရားဖြစ်နေတာဝိသိကိစ္စမဆုံးပြနိုင်နဲ့အဲ့ဒီဝိသိကိစ္စကိုဖယ်ရှားခြင်းရင်လည်းတတိပဋ္ဌာန်ပဲပွားပါတဲ့နောက်တစ်ခုကသီလပတ္တပရမာသအလေးအထားနဲ့အကျင့်ပေါ်မှာမှန်မှန်ယွင်ယွင်သုံးသပ်ရှုမြင်တယ်ဘယ်လိုမှန်မှန်ယွင်ယွင်သုံးသပ်ရှုမြင်တာဘယ်လိုအကျင့်လဲဘယ်လိုအလေးအထားလဲလို့ဆိုရင်နွားတကောင်ရဲ့အလေးအထားအဲ့ဒီအလေးအထားကိုစောင့်တည်လိုက်နွားတကောင်ရဲ့အလေးအထားကိုသီလလို့ခေါ်တယ်ဒီနေရာမှာတော့じゃသီလဆိုရင်၅ပါးသီလတွေပါလေသွားမတွေးနဲ့အောင်စကလုံးတူပေမဲ့လို့အဓိပ္ပာယ်ကမတူဘူးနော်အဲ့တော့သီလပတ္တပရမတ္တမှာသီလဆိုတာနွားတကောင်ရဲ့အလေးအထားသို့မဟုတ်ခွေးတကောင်ရဲ့အလေးအထားဒါအလုံးသိတယ်နွားကဘာလို့တတ်တယ်လဲခွေးကဘယ်လိုနေတယ်လဲဒါသူ့ရဲ့အလေးအထားအပြုအမူ behavior ကိုပြောတာနော်အဲ့ဒီနွားတကောင်ရဲ့အလေးအထားခွေးတကောင်ရဲ့အလေးအထားကိုသီလအဲ့ဒီအလေးအထားကိုလိုက်နာကျင့်သုံးဖို့စောင့်တည်လိုက်တာကဝတ္တကြည့်နွားလိုကျင့်မယ်ခွေးလိုကျင့်မယ်ဘိုးပိုင်း practice နဲ့ကနိုင် practice လို့ခေါ်အဲ့ဒီလိုနွားလိုကျင့်ခွေးလိုကျင့်ခြင်းဖြင့်တဏှာဝကလွတ်တယ်တရားထုတရားမြတ်ရနိုင်တယ်လို့ယူဆတာကပရာမာသမှားမှားယွင်ယွင်သုံးသပ်ယူဆမှုတဲ့အဲ့ဒီအဓိပ္ပာယ်ဒါလည်းပဲနိုင်ငံခြားကဘာသာပြန်တဲ့စာအုပ်တွေမှာတော်တော်မှားမှားယွင်ယွင်ပြန်တယ်သီလပဒမှာပရာမာသကို right and ritual လို့ဒီလိုပြန်တယ်ဒါလည်းမဟုတ်ဘူးမဟုတ်တဲ့ဘာသာပြန်ဆိုချက်ဘ
right ritual ဆိုတဲ့ဒီအခမ်းအနားတွေဘာသာရေးအခမ်းအနားတွေကိုပြောတာမဟုတ်ဘူးနိုင်ငံခြားရေးတဲ့စာအုပ်တွေမှန်သမျှ right ritual တွေကြီးပဲရေးကြတယ်မှန်မှန်ရင်းရေးတာဒါထေရဝါဒကျမ်းဂန်မှာဒီလိုမလာဘူးဒီစကားလုံးရဲ့အဓိပ္ပာယ်ကိုကြာကြာနာနာပါဠိတော်တွေမှာဖွင့်ဆိုရှင်းလင်းထားပြီးသားရှိတာပေါ့အဲ့ဒါလို့ရှိရတဲ့နဲ့ကိုကြိုက်တာကိုပြန်လို့ရှိရင်တော့ဒါဘုရားတရားမဟုတ်ဘူးပေါ့အဓိပ္ပာယ်ကိုကိုလိုချင်တာကိုကိုပြောလို့မရဘူးလေဒီစကားလုံးကိုဘုရားကသုံးတာဆိုတော့ဘုရားရဲ့ဖွင့်ဆိုချက်အတိုင်းပဲလိုက်ရမယ်ပေါ့အဲ့တော့ဒါလည်းကြည့်သီလဝတ္တပရမတ္ထဆိုတာဒိဋ္ဌိပဲအဲ့ဒီသီလဝတ္တပရမတ္ထဆိုတဲ့အယူမှားမှုကိုဖယ်ရှားခြင်းလို့ရှိရင်လည်းတတိပဌာန်တရားကိုပဲကျင့်ပါတဲ့နောက်တစ်ခုကကာမရာဂအဲ့ဒီမှာခုနကတက္ကာယဒိဋ္ဌိဝိသိကိစ္စသီလဝတ္တပရမတ္ထဆိုတဲ့ဒီတန်ရောစဉ်၃ပါးကသောတပတ္တိမေနဲ့ဖယ်ရှားတယ်နောက်နှစ်ခုကကာမရာဂနဲ့ဖြာပါတာကာမရာဂဆိုတာနှစ်သက်စရာမျက်စိနားနာလျှာကိုယ်နဲ့မြင်ရပြီးတော့ထိရပြီးသိရပြီးကြားရပြီးတွေ့တာစရာနှစ်သက်စရာအာယုန်ဒီပေါ်မှာတွေ့တာမှုနှစ်သက်မှုအဲ့ဒါကိုကာမရာဂလို့ခေါ်တယ်အဲ့ဒီကာမရာဂကိုဖယ်ရှားဖို့ဆိုရင်လေတတိပဌာန်တရားကိုပဲကျင့်ပါဟောတာကြတော့တဏှာတတ်ပေါ့တဏှာကိုဖယ်ရှားဖို့ကျင့်ခိုင်းတာကာမရာဂဆိုတာတဏှာဗျာပါဒဆိုတာကြတော့တဏှာရှိလာလို့ရှိရင်အလိုကြတာရှိတယ်လို့အလိုမကြတာကလိုက်လာတယ်လေလောကလူတွေဟာခင်မင်မှုရှိလာတာနဲ့တပြိုင်နက်မုန်းတိမှုကလည်းရှိတာပဲခင်မင်မှုနဲ့မုန်းတိမှုကဆက်ဆက်နေတာကြိုက်နဲ့မကြိုက်ကအမြဲတမ်းတွဲဖက်ပြီးတော့နေတယ်ကြိုက်တာရှိရင်မကြိုက်တာလည်းရှိလာတတ်တယ်ပေါ့ဒါကြောင့်မို့လို့ကာမရာဂနဲ့ဗျာပါဒကတွဲထားကာမရာဂမကင်းမချင်းဗျာပါဒဆိုတာမကင်းနိုင်အဲ့ဒီဗျာပါဒတရားဖယ်ရှားပြစ်ဖို့ဆိုလို့ရှိရင်လည်းပဲတတိပဌာန်တရားကိုပဲပွားပါလို့ဆိုတော့ဒါတတိပဌာန်ဟာဒိဋ္ဌိတလားတဏှာတလားဘာတလားညာတလားနဲ့ခေါင်းစဉ်တက်ပြီးတော့ပြောเสียမလိုဘူးလေကိလေသာမှန်သမျှဖယ်ရှားတာအကြည့်ပဲပေါ့ဖယ်ရှားတဲ့နေရာမှာတော့သောတပတ္တိမဲ့ဆိုရင်တော့အတိုင်းအတာတစ်ခုအရာဖယ်ရှားမယ်သဂရဂါမိမဲ့ကလည်းအတိုင်းအတာတစ်ခုအရာဖယ်ရှားအနာဂါမိမဲ့နဲ့ကလည်းအတိုင်းအတာတစ်ခုအရာဖယ်ရှားမှာပေါ့သူ့အတိုင်းအတာနဲ့သူပဲပေါ့ကြည့်အဲ့ဒါကိုဩရံပါကိယတန်ရောစဉ်လို့ခေါ်တယ်အဲ့ဒီတန်ရောစဉ်တွေမကင်းသေးတဲ့ပုဂ္ဂိုလ်ဟာကာမဘုံမှာပဲစုံကြီးဆန်းကြီးဖြစ်နေမယ်အနာဂံဖြစ်သွားလို့ရှိရင်ဒီဩရံပါကိယတန်ရောစဉ်တွေအကုန်ပြုတ်ထွက်သွားသည့်အတွက်ကြောင့်ကာမဘုံနဲ့မဆက်ဆက်တော့ဘူးဒါမှမဟုတ်အနာဂံဖြစ်သွားရင်သုဒ္ဓဝါဒဘုံရောက်သွားတယ်လို့ပြောတာနော်ယန္တာမဖြစ်သေးရင်သုဒ္ဓဝါဒဘုံရောက်တယ်ကောင်းပြီနောက်တစ်ခုကဂတိ၅ပါးတဲ့ destination ဘုန်းကြီးတို့ဘဝအခုဘဝအဆုံးသတ်သွားလို့ရှိရင်သွားရမယ့်လမ်းကြောင်းကြီး၅သွယ်ရှိတယ်လူတိုင်းအတွက်၅သွယ်ရှိတယ်အဲ့ဒါကိုဂတိ၅ပါးလို့ပြောတာလူတိုင်းအတွက်လမ်းကြောင်းကြီး၅သွယ်ဘယ်လမ်းဟာအဖုံဆုံးလို့ထင်တယ်လေနော်အဲ့ဒီလမ်းကြောင်းကြီး၅သွယ်ကဘာတွေလဲလို့ဆိုရင်နိရယဂတိတဲ့ငရဲဆိုတဲ့လမ်းကြောင်းငရဲဘုံတိရိစ္ဆာနဂတိတိရိစ္ဆာန်ဘုံတိရိစ္ဆာနဂတိပေတဂတိပြိတ္တာဘုံပြိတ္တာလမ်းကြောင်းမနုဿဂတိလူဘုံလူဘဝဒေဝဂတိနတ်ဘုံနတ်ဘဝလို့ဟောလမ်းကြောင်းကြီး၅သွယ်ရှိတယ်ဂတိ၅ပါးပုရုဇဉ်တွေဟာဟောဒီလမ်းကြောင်းကြီး၅သွယ်ဒီဘဝကအဆုံးသတ်သွားရင်တလန်းမဟုတ်တလန်းကိုရှောင်လန်းကြမှာပဲအကုသိုလ်တွေလွန်ကဲလာလို့ရှိရင်တော့နိဒယဂတိကိုရှောင်လန်းသွားကြမှာပဲသူတို့ရဲ့ destination ငရဲပဲဖြစ်မှာပေါ့အဲ့ဒီတဲ့နည်းနည်းသက်သာလို့ရှိရင်တိရိစ္ဆာန်ပုံဖြစ်မှာပေါ့အဲ့ဒီတဲ့နည်းနည်းသက်သာလို့ရှိရင်ပေတဂတိဆိုတာဖြစ်မှာပေါ့အကုသိုလ်တွေကလွတ်ကင်းပြီးတော့ကုသိုလ်အကျိုးပေးဖို့အလှည့်ကြုံလာလို့ရှိရင်မနုဿဂတိနဲ့ဒေဝဂတိပဲပေါ့အဲ့ဒီလမ်းကြောင်းကြီး၅သွယ်ရှိတယ်အဲ့ဒီဂတိ၅ပါးဖယ်ရှားပြီးတော့ဘယ်ဂတိမှမရောက်ချင်ဘူးဆိုလို့ရှိရင်ဘာလို့ရမလဲတတိပဌာန်တရား၄ပါးပဲပွားပါ
ဘယ်ဂတိမှမရှိတာဂတိအားလုံးကလွတ်သွားတာယဟန္တာဖြစ်တာကိုပြောတယ်ယဟန္တာဖြစ်သွားမှအဲ့ဒီလမ်းကြောင်းကြီး9သွယ်ဟာပိတ်သွားမှာအနုဘုဆိုမပိတ်သေးဘူးသောတာပန်ဖြစ်ရင်တော့နိရိယဂတိတို့တိရိစ္ဆာနာဂတိပေတဂတိပိတ်သွားပြီပေါ့နော်အဲ့ဒါလို့တစ်ဆင့်ချင်းပိတ်သွားယဟန္တာဖြစ်ပြီဆိုရင်တော့ဂတိ5မျိုးစလုံးလုံးဝပိတ်သွားပြီပေါ့အဲ့ဒါကြောင့်မလို့ဂတိဝိမု ക്ത ဂတိ5မျိုးကနေလွတ်မြောက်သွားတယ်နိဗ္ဗာန်ရောက်မှဒီဂတိ5မျိုးကလုံးဝလွတ်သွားတယ်အဲ့ဒါကိုဂတိ5ပါးကိုဖယ်ရှားပြစ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲတတိပဋ္ဌာန်တရားကိုပဲပွားပါလို့ဒီတတိပဋ္ဌာန်ဘက်မှာတုတ်တည်တတုတ်ချင်းမြတ်စွာဘုရားဟောသွားတာနောက်တစ်ခုကမစ္စရိယတရား5ပါးတဲ့အဲ့ဒီမစ္စရိယတရား5ပါးကိုဖယ်ရှားခြင်းလို့ရှိရင်လည်းတတိပဋ္ဌာန်ကိုပဲပွားပါမစ္စရိယဆိုတာကိုယ်သာခံစားခြင်းတာသူများနဲ့မျှဝေလို့စိတ်မရှိဘူးမာဣဒံအစ္စရိယံအညေတံဟောတုဆိုတဲ့အဓိပ္ပာယ်တိုင်းယခုလိုအံ့ဩဖွယ်ရာအရာဟာဘယ်သူထံမှမရောက်ပါစေနဲ့ငါတယောက်တည်းမှာပဲရှိပါစေဆိုတဲ့အတွေ့ကိုယ်သာရလို့မှုအောင်မြင်ကြော်ကြားမှုလည်းကိုယ်သာရခြင်းနဲ့ကြီးပွားတိုးတက်တာလည်းကိုယ်သာရခြင်းနဲ့ချမ်းသာဒုက္ခခံစားတာလည်းကိုယ်ပဲခံစားခြင်းနဲ့ဆိုတာဒါမစ္စရိယလို့ခေါ်တယ်နော်ကိုယ့်ရဲ့စည်းစိမ်ချမ်းသာကိုသိမ့်ပိုက်ပြီးတော့တစ်ဖက်သားကိုမခံစားစေခြင်းနဲ့ယုံညံ့တဲ့စိတ်တစ်ခုအာဝါဒမစ္စရိယတဲ့နေစရာအဆောက်အအုံနဲ့ပတ်သက်ပြီးတော့ငါသာနေမယ်သူများမနေရဘူးဆိုတာအာဝါဒမစ္စရိယကုလမစ္စရိယဘုန်းကြီးတွေဆိုလို့ရှိရင်ငါကိုးကွယ်တဲ့တရားဓမ္မသူတစ်ပါးမကိုးကွယ်ရဘူးလို့ဆိုတာကုလမစ္စရိယလူတွေအချင်းချင်းကြတော့ငါတငယ်ချင်းသူများနဲ့အပေါင်းအသင်းမလုပ်ရဘူးဆိုတာကုလမစ္စရိယလာဘမစ္စရိယရလာတယ်လာကပဲဖြစ်စေအောင်မြင်မှုပဲဖြစ်စေရလာငါပဲရကြတယ်သူများကိုမရစေခြင်းဘူးဆိုတာလာဘမစ္စရိယငါသာလှခြင်းတယ်သူများကိုမလှစေခြင်းဘူးဝဏ္ဏမစ္စရိယကိုယ်တည်းလှတဲ့လူမပေါ်စေခြင်းဘူးကိုယ်အလှဆုံးဖြစ်စေခြင်းဝဏ္ဏမစ္စရိယတရားဓမ္မနဲ့ပတ်သက်ပြီးကိုယ်သာသိခြင်းနဲ့သူများကိုမသိစေခြင်းဘူးဆိုရင်ဓမ္မမစ္စရိယတဲ့အဲ့ဒီမစ္စရိယတရား၅ပါးကိုဖယ်ရှားပြစ်ခြင်းလို့ရှိရင်လည်းတတိပဋ္ဌာန်၅ပါးပွားတတိပဋ္ဌာန်တရားကိုပဲပွားပါလို့ရသော်ပြဟောတယ်ထို့တူပဲဥဒ္ဓံဘာဂိယတန်ရောစဉ်အထက်ပိုင်းကိုချီနှောင်တဲ့တန်ရောစဉ်ဥဒ္ဓံဘာဂိယကာမဘုံကတော့လွတ်သွားပြီရူပဘုံအရူပဘုံလို့ဆိုတဲ့အထက်ဘုံတွေနဲ့ချီနှောင်ထားတဲ့တန်ရောစဉ်မျိုးအဲ့ဒါကဘာလို့ဆိုလို့ရှိရင်ရူပရာဂတဲ့အရူပရာဂမာနဥဒိစ္စအဝိဇ္ဇာအဲ့ဒီ၅ခုရူပရာဂဆိုတာရူပဇံရူပဘုံပေါ်မှာတွေ့တာအရူပရာဂဆိုတာအရူပဗြဟ္မဘုံအရူပဇံပေါ်မှာတွေ့တာတဏှာပဲဒါနဲ့ကာမရာဂစိတ်တွေမရှိတော့ဘူးသူ့မှာမျက်စိကမြင်လို့နားကကြားလို့ဆိုတာတွေနဲ့မလာတော့ဘူးဇံအာယုံပေါ်မှာတွေ့တာနေတာအဲ့ဒီတွေ့တာမှုတွေကိုရူပရာဂအရူပကအထက်ဘုံတွေကိုတွေ့တာတဲ့အဲ့ဒီတွေ့တာမှုတွေကိုဖယ်ရှားပြစ်ချင်လို့ရှိရင်လည်းပဲတတိပဋ္ဌာန်တရားပဲပွားပါတဲ့မာနကိုယ့်ရဲ့အည်ချင်းနဲ့ပတ်သက်ပြီးတော့ထင်မြင်နေတဲ့အတွေးအထင်လေးကိုမာနလို့ခေါ်တယ်အဲ့ဒီအတွေးအထင်လေးရှင်းပြီးတော့ပျောက်သွားအောင်လုပ်ချင်တယ်ဆိုရင်လည်းပဲတတိပဋ္ဌာန်တရားကိုပဲပွားပါတဲ့ဥဒိစ္စဆိုတာစိတ်မတည်ငြိမ်မှုလေးသမာဓိအားပြောမှုလေးအဲ့ဒီဥဒိစ္စတရားကိုဖယ်ရှားပြစ်ခြင်းလည်းပဲဒီတတိပဋ္ဌာန်တရားပဲပွားပါတဲ့အဝိဇ္ဇာအမှန်မသိမှုသစ္စာ၄ပါးနဲ့ပတ်သက်တာအမှန်မသိဘူးပဋိစ္စသမုပ္ပါဒ်နဲ့ပတ်သက်ပြီးအမှန်မသိမှုဆိုတဲ့အမှန်မသိအမှားကိုသိစေတတ်တဲ့အဝိဇ္ဇာနဲ့ပတ်သက်လာလို့ဖယ်ရှားပြစ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲတတိပဋ္ဌာန်တရားပဲပွားပါလို့ဆိုတော့တတိပဋ္ဌာန်တရားဟာကိလေသာအလုံးကိုတတ်ဖို့အတွက်လက်နဲ့ဖက်ပေါ့ဒီလိုဆိုလိုတာအဲ့ဒါလိုပဲနောက်စေတောခိလစိတ်ထဲမှာအငုတ်
အနောက်အရှက်ခလုတ်ကသင်းလို့ဖြစ်နေတဲ့အရာစိတ်ထဲမှာခလုတ်ကသင်းဖြစ်နေတယ်ဆိုတာဘာလဲဆိုရင်ဖရာအပေါ်မှာတန်တရားတွေဝင်နေတယ်တရားအပေါ်မှာတန်တရားတွေဝင်နေတန်ခါအပေါ်မှာတန်တရားတွေဝင်နေကျင့်ရမယ်ကိုကျင့်တရားပေါ်မှာတန်တရားတွေဝင်နေသတင်းသုံးပေါ်ကျင့်ပေါ်ကျင့်မဲ့ခြင်းမှာမလို့မုန်းထားမှုစိတ်တွေရှိနေတယ်အဲ့ဒါတွေကိုစိတ်တော်ခိလလို့ခေါ်တယ်စိတ်ရဲ့ဆူးညောင်ခလုတ်လို့ဆိုလိုတာပေါ့လမ်းခရီးပေါ်မှာဆူးညောင်ခလုတ်ရှိနေတယ်ဆိုလို့ရှိရင်ဒီလမ်းပေါ်ကဖြတ်သွားတဲ့လူတိုင်းခလုတ်တဲ့ဆူးဆူးမယ်ဒီစိတ်ဓာတ်တွေရှိနေသေးတယ်မြတ်ဒီသဘာဝတရားတွေရှိနေသေးတယ်မြတ်နိဗ္ဗာန်လမ်းကြောင်းကြီးကဘယ်တော့မှချောမွေ့မှာမဟုတ်ဘူးတဲ့ခလုတ်ကသင်းတွေဖြစ်နေတယ်ဒါကြောင့်မို့စိတ်တော်ခိလလို့ခေါ်တယ်အဲ့ဒီစိတ်တော်ခိလတွေကိုရှင်းပြချင်လို့ရှိရင်လည်းပဲတတိပဌာန်တရားပဲပွားပါလို့ဒီလိုမြတ်စွာဘုရားဟောတယ်နောက်တစ်ခုကစိတ်တော်ဝိနိဗ္ဗာန်စိတ်ကိုချုံနှောင်ထားတတ်တဲ့အရာ၅မျိုးရှိစိတ်ကိုချုံနှောင်ထားတယ်ဆိုတာဘာတွေကချုံနှောင်ထားတာတုံးဆိုခုနနှစ်သက်စရာလိုချင်စရာအာယုန်နေအဲ့ဒီပေါ်မှာတွေ့တာမှုမကင်းဘူးဆိုလို့ရှိရင်လည်းအဲ့ဒါကတွေ့တာမှုနှစ်သက်စရာကာမအာယုန်တွေပေါ်မှာတွေ့တာမှုဟာလည်းစိတ်ကိုချုံနှောင်ထားတတ်တယ်ဟုတ်တယ်လေလူကသာလွတ်လပ်နေတယ်လို့ထင်တာစိတ်ကမလွတ်လပ်ဘူးနှစ်သက်စရာအာယုန်တွေနဲ့ပတ်သက်ပြီးတော့တွေ့တာနေတယ်ဘလောက်ဝေးဝေးကြီးနေနှစ်သက်စရာအာယုန်နဲ့စိတ်တွေကမပြတ်ဘူးဖြစ်နေတယ်ပေါ့အဲ့ဒါကြောင့်မလို့ကာမတွေပေါ်မှာတဏှာရာဂမကင်းမှုတွေ့တာမှုဟာစိတ်ကိုနှောင်ဖွဲ့ထားတတ်တဲ့အရာတစ်ခုဖြစ်တယ်ကုသိုလ်စိတ်ဖြစ်ဖို့ခက်တယ်စိတ်ရဲ့အနှောင်ဖွဲ့နှောင်ကြိုးကြီးတစ်ခုဖြစ်တယ်နောက်တစ်ခုကကိုယ်ခန္ဓာကိုယ်ပေါ်မှာတဏှာရာဂမကင်းမှုတွေ့တာတယ်လူတိုင်းဟာကိုယ်ခန္ဓာပေါ်မှာတွေ့တာမှုဟာအကြီးဆုံးအဲ့ဒါလည်းပဲစိတ်ရဲ့အနှောင်ဖွဲ့ကြီးတစ်ခုပဲနောက်တစ်ခုကတော့ရူပအစင်းပေါ်မှာတွေ့တာသို့မဟုတ်ဇန်တရားပေါ်ရူပဆိုတဲ့အစင်းအာယုံပေါ်မှာတွေ့တာတယ်သို့မဟုတ်ရူပဆိုတဲ့ဘုံပေါ်မှာသွားပြီးတော့တွေ့တာတယ်ဒီမှာကာမေတုအဝိတ္တရာဂရောတဲ့ပါပေမဲ့လို့ဒီမှာရူပေလို့ထပ်ပြီးတော့မြတ်စွာဘုရားကထပ်ဟောထားသေးတယ်နော်ပို့ပြီးတွေ့တာမှုအကောင်းတဲ့သဘောအဲ့ဒီမှာတွေ့တာနေလို့ရှိရင်လည်းစေတောဝိနိဗ္ဗာန်လို့ခေါ်တယ်နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်လောကလူတွေဟာဇိမ်ခံကျင်တဲ့အလေးအထားရှိတယ်ပေါ့ဝစားမယ်ကောင်းကောင်းအိပ်မယ်ပေါ့ဝစားမယ်ကောင်းကောင်းအိပ်မယ်ဟောအဲ့ဒီလိုဝစားပြီးတော့ကောင်းကောင်းအိပ်မယ်ဆိုတဲ့ဒီအတွေးဟာလည်းပဲစိတ်ရဲ့အနှောင်ဖွဲ့ကြီးတစ်ခုပဲအဲ့ဒါကိုမစွန့်နိုင်လို့တရားအမထုတ်နိုင်ကြဘူးဟုတ်လားညသာစားရမယ်ဥပုသ်ဆောင်ရမယ်ဆိုလို့ရှိရင်ဗိုက်စားဥပုသ်ဆောင်ရမယ်ဆိုဗိုက်စားတရားကို24နာရီတည်းက4နာရီပဲအိပ်ရမယ်ဆိုရင်ကျမ်းမာရေးထိခိုက်တော့မလို့ဟုတ်လားအဲ့ဒါလို့စိတ်ထဲကထင်းလာတယ်မအိပ်မနေအားထုတ်ဖို့ဆိုတာစဉ်းစားလို့မရဘူးအိပ်ရတဲ့အရာသာကိုတတ်မဲ့ပြီးတော့နေတယ်ဟောဝစားပြီးတော့ကောင်းကောင်းအိပ်မယ်ဆိုတဲ့ဒီအတွေးဟာလည်းပဲစိန်ခံလို့တဲ့စိတ်ဟာလည်းပဲစိတ်ရဲ့အနှောင်ဖွဲ့တစ်ခုပဲတဲ့နောက်တစ်ခုကတော့ကိုကျင့်တဲ့သီလကိုစောင့်တည်ထားတဲ့သီလကိုကျင့်နေတဲ့အကျင့်တရားတွေဒီအကျင့်တရားတွေဖြင့်နတ်ပြည်ရောက်ခြင်းနဲ့နတ်မင်းဖြစ်ခြင်းနဲ့နတ်သားဖြစ်ခြင်းနဲ့နတ်သမီးဖြစ်ခြင်းနဲ့ဆိုတဲ့ဖြစ်လို့မှုတွေဆန္ဒတွေရှိနေတာဟာလည်းပဲတရားထုတရားမြတ်ရဖို့မဖြစ်နိုင်ဘူးနှောင်ကြိုးကြီးတစ်ခုပဲတဲ့သူကချီနှောင်ထားတာမို့အထက်ကိုမတက်နိုင်ဘူးလို့ပြောတာနော်အဲ့ဒါကိုစေတောဝိနိဗ္ဗာန်၅ပါးလို့ခေါ်တယ်အဲ့ဒီစေတောဝိနိဗ္ဗာန်၅ပါးကိုဖယ်ရှားပြစ်ခြင်းတယ်ဆိုလို့ရှိရင်လည်းပဲတဲ့ဟောဒီတတိပဋ္ဌာန်တရားကိုပဲပွားပါလို့အင်္ဂုတ္တရနိကေတတိပဋ္ဌာန်သုတ်ပါတတိပဋ္ဌာန်ဝက်မှာမြတ်စွာဘုရားသုတ်ပေါင်း10သုတ်ဒီလိုဟောထားတာရှိတယ်ပေါ့အလုံးခြုံငုံပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီတတိပဋ္ဌာန်တရား၄ပါးလူတိုင်းကျင့်ရမယ်တတိပဋ္ဌာန်တရား၄ပါးဖြစ်တယ်လူတိုင်းတတိပဋ္ဌာန်တရားကိုမကျင့်မဲနဲ့မဲ့ဖို့နိဗ္ဗာန်ရခြင်းလို့မရနိုင်ဘူးတဲ့မဲ့ဖို့နိဗ္ဗာန်ကိုရတဲ့
ရောက်နိုင်တဲ့ဝင်ပေါက်ဟာတတိပဋ္ဌာန်ကျင့်စဉ်တစ်ခုပဲရှိတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကလည်းရှင်းရှင်းလေးဟောထားတာလေ။ဧကာယနောအယံဘိက္ခွေမေခောတတ္တနံဝိတုဒ္ဓိယတတ္တဝါတွေကိလေသာအညစ်အကြေးတွေကနေစင်ကြယ်သွားဖို့ဆိုလို့ရှိရင်တော့ဒါတချောင်းဤသောတစ်ခုဤသောလမ်းပဲတဲ့ဒီလမ်းကပဲလျှောက်တခြားလမ်းမရှိဘူးတခြားလမ်းကသွားလို့မရဘူးကိုယ်စိတ်ထဲမှာကိလေသာအာတဝဆိုတဲ့အညစ်အကြေးတွေကင်းစင်နေတယ်ဆိုလို့ရှိရင်ဒီလမ်းကပဲလျှောက်တဲ့တောကပရိဒေဝနံသမတိကမာယစိတ်ထဲမှာပူလောင်တဲ့တောကကိုမထိန်နိုင်ရလို့ငိုကြွေးတဲ့ပရိဒေဝဒါတွေကိုကြော်လွှားခြင်းတယ်ဆိုလို့ရှိရင်လည်းပဲဒီလမ်းကိုပဲလျှောက်လို့ပြောတာဒီလမ်းဆိုတာပါလေတတိပဋ္ဌာန်ကိုပြောတာတတိပဋ္ဌာန်ကျင့်စဉ်ပဲကျင့်ရမယ်လို့ဒီလိုပြောတာဒုက္ခဒေါမနတဏအထင်ကမာယကိုယ်ဆင်းရဲမှုတွေစိတ်ဆင်းရဲမှုတွေလုံးဝချုပ်ငြိမ်းသွားဖို့အတွက်လဲဒီလမ်းကပဲလျှောက်ပါတဲ့ဒါတစ်ခုတည်းသောလမ်းကြောင်းပဲတဲ့ဟောကာယိကဒုက္ခဆိုတာတွေကြုံတွေ့ရတယ်ထိုကာယိကဒုက္ခတွေပေါ်မှာစေတသိကဒုက္ခဆိုတာထပ်ပေါ်လာတယ်အဲ့ကာယိကဒုက္ခစေတသိကဒုက္ခဆိုတာသူကသူရှင်းပြီးသားပဲရှင်းပြီးသားကိုတချို့ကအကျိုးဒုက္ခအကြောင်းဒုက္ခနဲ့နားရှုပ်အောင်ရှောက်ပြီးတော့ရေးတဲ့စာအုပ်ကရှိသေးတယ်နော်ဘာမှအကျိုးတွေအကြောင်းတွေပြောစရာမလိုဘူးစေတကာယိကဒုက္ခဆိုတာခန္ဓာကိုယ်မှာကြည်သွားကြိုက်တယ်နားကြိုက်တယ်ကာယိကဒုက္ခသွားကြိုက်တယ်နားကြိုက်တယ်ကြောအောင်တယ်ဟောခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ဆင်းရဲတွေကဒါကာယိကဒုက္ခလို့ခေါ်တယ်အဲ့ဒီကာယိကဒုက္ခကြောင့်ထပ်ဆင့်ဖြစ်ပေါ်လာတဲ့စိတ်ဆင်းရဲမှုကစေတသိကဒုက္ခဒေါမနတလို့ခေါ်တာဘုရားရဟန္တာတွေကြတော့ကာယိကဒုက္ခတော့ရှိတယ်စေတသိကဒုက္ခမလာဘူးပုရုဇဉ်တွေကြတော့ကာယိကဒုက္ခဖြစ်ရင်စေတသိကဒုက္ခကထပ်လိုက်လာတယ်ဖြစ်ရလေခြင်းဟုတ်လားနာရင်မခံနိုင်တော့ဒေါသဖြစ်တယ်စိတ်ညစ်တယ်ဖြစ်လာဟောယန္နာပုဂ္ဂိုလ်တွေကြတော့ကာယိကဒုက္ခကိုရှုနိုင်သွားတယ်ရှုနိုင်တဲ့အတွက်ကြောင့်စေတသိကဒုက္ခမလာတော့ဒါကြောင့်မို့လို့တန်လတ်တုံမှာမြတ်စွာဘုရားကဟောထားတာရှိတယ်အေးဒါအကြောင်းဒုက္ခအကျိုးဒုက္ခလို့ပြောစရာဘာမှမရှိဘူးเนาะကာယိကဒုက္ခစေတသိကဒုက္ခဆိုတာရှင်းနေတာပဲခန္ဓာကိုယ်မှာဖြစ်တဲ့ဒုက္ခခန္ဓာကိုယ်မှာဖြစ်တဲ့ဒုက္ခပေါ်မှာစိတ်မချမ်းသာဖြစ်ရင်စေတသိကဒုက္ခဖြစ်တယ်အေးယဟန္တာပုဂ္ဂိုလ်တွေကြတော့ဘုရားယဟန္တာကြတော့ကာယိကဒုက္ခတွေဖြစ်ပြီးတော့စေတသိကဒုက္ခမလိုက်ဘူးပုရုဇဉ်တွေကြတော့ကာယိကဒုက္ခဖြစ်တာနဲ့စေတသိကဒုက္ခလိုက်လာတယ်အဲ့ဒါကြောင့်မို့လို့တန်လတ်တုံမှာပုရုဇဉ်တွေဟာမြတ်နှစ်ချက်အစူးခံရတယ်လို့ပြောတာကာယိကဒုက္ခအပြင်ထပ်ပြီးတော့စေတသိကဒုက္ခထပ်ပိုးလာတဲ့အခါကျတော့ပိုမဆိုးပေဘူးလားဟုတ်လားသွားကြိုက်တာသူ့ဘာသူကြိုက်တာပဲသွားကြိုက်တဲ့အပေါ်မှာဖြစ်ရလေခြင်းဆိုတဲ့စိတ်ဆင်းရဲမှုကထပ်ပါလာဒီလိုပေါ်လာတဲ့အတွက်ကြောင့်သူကသွားကြိုက်တာကဒုက္ခတစ်ခုသွားကြိုက်တဲ့အပေါ်မှာမခံမရနိုင်ဖြစ်တဲ့စိတ်ဆင်းရဲမှုကဒုက္ခတစ်ခုဖြစ်သွားတယ်ဟောအဲ့လိုထပ်ပိုးလာတာကိုပြောတယ်ဒီကောင်းပြီအဲ့ဒါလို့ကာယိကဒုက္ခစေတသိကဒုက္ခတွေလုံးဝချုပ်ငြိမ်းသွားခြင်းနဲ့ဆိုရင်လည်းပဲတတိပဋ္ဌာန်ရှင်းစဉ်ဟာတခုတည်းသောလမ်းကြောင်းပါပဲတဲ့ဒီလမ်းကြောင်းကပဲရှောင်အောင်ပါပါတဲ့ဒီနေရာမှာဒါအစိုးတရားတွေကိုဖယ်ရှားတာလို့ခေါ်တယ်အစိုး၄မျိုးလို့ပြောအစိုး၄မျိုးဆိုတာသောကကလည်းပဲနှလုံးသားကိုပူလောင်စေတတ်လို့အစိုးပဲပရိဒေဝဆိုတာလည်းငိုရတာဖြစ်လို့ကြောင့်အစိုးပဲကာယိကဒုက္ခကိုယ်ဆင်းရဲမှုကလည်းအဆိုးပဲစေတသိကဒုက္ခကလည်းပဲအဆိုးပဲအဲ့ဒီအဆိုးတရား၄မျိုးဖယ်ရှားပြစ်ဖို့ဟာလဲဟောတာတခုတည်းသောလမ်းကြောင်းပဲဒါဖြင့်အကောင်းတရားတွေကိုဘာတွေသယ်ဆောင်ပေးနိုင်လို့ဆိုတော့ခုနပြောတဲ့ကိလေသာအညစ်အကြေးတွေကစိတ်ကိုဆေးကြောတန့်စင်ပေးဖို့ဆိုလည်းပဲဒီလမ်းကြောင်းကပဲဆေးကြောတန့်စင်ပေးနိုင်တယ်လို့ပြောတာတန်တရားကညင်နွမ်းလာတဲ့မိမိတို့ရဲ့စိတ်တွေကိုဖြူစင်သွားအောင်ဆေးကြောပြစ်နိုင်တာဟောဒီတတိပဋ္ဌာန်လေးခုတော့တခုတည်းသောလမ်းကြောင်းပဲနောက်ညာယတအဓိကမညာယဆိုတာနိဗ္ဗာန်သွားတဲ့အကြောင်းတရားနိဗ္ဗာန်ကိုရောက်စေနိုင်တဲ့အကြောင်းတရားနိဗ္ဗာန်ဆိုတာနိဗ္ဗာန်ကိုထုတ်လုပ်တဲ့အကြောင်းတရားတော့မရှိဘူးရောက်စေတတ်တဲ့အကြောင်းတရားကတော့ရှိတယ်တမ္ပါပကဟေတုလို့ခေါ်တယ်ဇနကဟေတုမရှိဘူး
နိဗ္ဗာန်ဆိုတာဘာနဲ့လှုပ်ထားတာမှမဟုတ်ဘူးအဲ့တော့နိဗ္ဗာန်ဆိုတာကိုရောက်စေနိုင်တဲ့အကြောင်းတရားကဘာလဲဆိုရင်ခုပြောတယ်အရိယာမဂ်ခင်၈ပါးအကျင့်တရားပဲအဲ့ဒီမဂ်ခင်၈ပါးအကျင့်တရားကိုဒီနေရာမှာညာယလို့ခေါ်တာအဲ့ဒီညာယလို့ဆိုတဲ့မဂ်ခင်၈ပါးအကျင့်တရားကိုရရှိဖို့ဆိုတာလည်းပဲဟောဒီလမ်းကြောင်းကပဲလျှောက်ပါလို့ပြောတာလမ်းကြောင်းပေါ်မရောက်ဘဲနဲ့နိဗ္ဗာန်ကိုမသွားနိုင်ဘူးလေအေထို့တူပဲနိဗ္ဗာန်ကိုတကယ်မျက်မှောက်ပြုတယ်မျက်မှောက်ပြုတယ်ဆိုတော့နိဗ္ဗာန်ကိုတကယ်စိုက်ထိပြီးတော့နိဗ္ဗာန်ကိုအတွေ့အကြုံတကယ်ခံစားရတဲ့အနေအထားမျိုးပေါ့နိဗ္ဗာန်ကိုကိုယ်တွေ့သိရှိတယ်အသိဉာဏ်နဲ့ကိုယ်တိုင်သိရှိတဲ့နိဗ္ဗာန်သစ္စိကရိယာဆိုနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်ဆိုတာတဆင်ကြားမဟုတ်ဘူးကိုယ်တိုင်သိတာအဲ့ဒီကိုယ်တိုင်သိတယ်ဆိုတဲ့သစ္စိကရိယာနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဆိုတာလည်းပဲဟောဒီဟာတခုတည်းသောလမ်းကြောင်းပဲလို့ဟောသတိပဋ္ဌာန်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကမဟာသတိပဋ္ဌာန်သုတ်မှာအကျင့်တစ်ခုတည်းကနေပြီးအကျိုး9မျိုးကိုပေးစွမ်းနိုင်တယ်လို့ပြောတာနော်ဒါကြောင့်မို့ one practice 7 advantages one practice ဆိုကျင့်တာတစ်ခုတည်းသတိပဋ္ဌာန်ဆိုတဲ့ကျင့်စဉ်တစ်ခုဟာ7 advantages အကျိုး9မျိုးသက်ဆောင်ပေးတယ်တစ်ချက်ခုတ်ရင်9ချက်ပြတ်တယ်ပေါ့အကျိုး9မျိုးရနိုင်တယ်လို့ဒီလိုပြောတာအဲ့ဒါကြောင့်မို့လို့သတိပဋ္ဌာန်ကျင့်စဉ်ဟာအခုဒီသုတ်တွေကိုလေ့လာပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်သတိပဋ္ဌာန်တရားကိုလူတွေကျင့်ရမှာလဲဆိုရင်သတိပဋ္ဌာန်တရားဆိုတာလူတိုင်းကျင့်ရမှာဖြစ်တယ်နောက်ဆုံးမှာယဟန္တာပုဂ္ဂိုလ်တောင်မှပဲသတိပဋ္ဌာန်ပဲကျင့်ရမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့လူတိုင်းကျင့်ရသတိပဋ္ဌာန်ဆိုတာမြတ်စွာဘုရားဒေသနာတော်သုတ်တန်တွေကိုရှင်းလင်းပြောပြီးတော့ဒီခေါင်းစဉ်ဖြင့်ဟောကြားပေးတာဖြစ်ပါတယ်အားလုံးဟာဘုရားမြတ်စွာရဲ့တရားဓမ္မတွေကိုနာယူပြီးတဲ့အခါအမှန်အတိုင်းသိရှိပြီးတော့သတိပဋ္ဌာန်ဟာတဏှာသာလားဒိဋ္ဌိသာလားပုရုဇဉ်တွေမကျင့်ရဘူးသောတာပန်ဖြစ်ပြီးမှကျင့်ရမှာသဂရဂံဖြစ်ပြီးမှကျင့်ရမှာလို့စသဖြင့်ပြောဟောရေးသားနေရင်လက်ခံနိုင်စရာမရှိဘူးဘုရားတရားတော်နဲ့မညီဘူးလို့ပြောရမှာပေါ့အေးဒါကြောင့်မလို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့သည်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အတိုင်းတို့တွေဟာနိဗ္ဗာန်ရောက်ချင်လို့ရှိရင်တခုတည်းသောကျင့်ရမယ်တရားသတိပဋ္ဌာန်တရားပဲဖြစ်တယ်နိဝရဏတရား၅ပါးကိုဖယ်ရှားပြီးသတိပဋ္ဌာန်တရားပေါ်မှာစိတ်ကိုအခြေစိုက်လို့ဘုဇင်9ပါးပွားများခြင်းဖြင့်သာလျှင်တို့တွေနိဗ္ဗာန်ရနိုင်မှာဖြစ်တယ်ဒီလမ်းကလွဲပြီးတခြားလမ်းမရှိဘူးဆိုတာသိရှိယုံကြည်ပြီးကိုယ်စီကိုယ်ငှကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာရေရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာရေရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာဒုရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာဒုရဆန္ဒပြည့်ပါစေဓမ္မောတတံပိဝိတဝါနဝိသာသဗ္ဗေသမုဟတံအစရာမရာတိတိဘာဝံနိဗ္ဗာနံယန္တုသာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းကြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတဝေပု္ပ္ပာညေနောက်ကိလေသာအစိတ်တောက်ဟူသည်များတို့သည်သမုဂတပင်ကြပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအပ်ကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသော
တိတိဘဝကိလေသာဟုပုခသိင်ကင်းခြင်းရာစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝင်ညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်တယ်မြင်၍မလင့်ပုံသည်ဆက်ရောက်တော်မူကြပါစေကုန်သတည်း